မိုက်တယောက်ခြံထဲမှာတစ်သေးတွေဖြစ်ပြီးဆော့နေတာကိုအိမ်လာလေတဲ့နီးပြတဦးကတွေ့သွားပါတယ်။သူဟာမိုက်ရဲ့လက်စွမ်းကိုသဘောကျနေခဲ့ပါတယ်။မိုက်ကိုလည်းဘေ့ဘောအမြဲကစားဖြစ်လာလို့မေးပါတယ်။သူမိဘတွေကတော့သူ့ကိုခြံထဲမှာပဲနေခိုင်းပြီးမဆော့ခိုင်းခဲ့ပါဘူး။မိုက်မှာအရေးချင်းရှိကြောင်းကိုမိဘတွေကိုသပြော့ပြရမှာသူမိခင်ကသူ့သားဖြစ်သူဟာနေမကောင်းဖြစ်ကြောင်းပြောပါတယ်။နီးပြကြီးကမိုက်ကိုစကားတော့ပြောရင်းတစ်သေးတွေစားဘေ့ဘောဘောလုံးအဆင့်နဲ့ပြစ်ခိုင်းကြည့်ခဲ့ရမှာတော့မိုက်ကပြစ်မှတ်ကိုပေါက်ထွက်သွားအောင်ပြစ်နိုင်တဲ့အတွက်နီးပြကြီးကအလွန်ပဲအံ့အားသင့်နေခဲ့ရပါတယ်နီးပြကြီးကမိုက်ရဲ့အဖေစီမှာခွင့်တောင်းပြီးမိုက်ကိုသူ့ရဲ့အသင်းမှာကစားခွင့်ပြုဖို့သွားပြီးပြောခဲ့ပါတယ်သူကအသင်းခေါ်သွားပြီးအသင်းသားနဲ့မိတ်ဆက်ပြီးနောက်တစ်နေ့မှာလေ့ကျင့်ခန်းစပြီးဆင်းပါတယ်လေ့ကျင့်ခန်းဆင်းမှာဆင်းခြင်းမှာမိုက်ကတိတ်ပြီးအဆင်မပြေဘူးဆိုမဲ့နီးပြကြီးရဲ့စိတ်ရှည်ကြိုးစားပေးမှုကြောင့်သူဟာတဖြည်းဖြည်းနဲ့လက်ရည်ကောင်းပြီးတိုးတက်လာပါတယ်တိုးတက်ပြီးနောက်နေ့မှာတော့သူဟာသူတို့ရဲ့ပွဲကိုစတင်ကစားဖို့အတွက်နီးပြကသူ့ကိုအဲ့ဒီနေ့မှာပါဝင်ရမယ်လို့စတင်ပြောလာပါတယ်ပွဲနေ့ရောက်တဲ့အခါမိုက်ကအလွန်ပဲစိတ်လှုပ်ရှားနေပြီဒါဟာသူ့ရဲ့ပထမဆုံးပွဲအတွက်အတိတ်ကြုံမို့လို့ရင်ခုန်စိတ်လှုပ်ရှားနေရပါတယ်